ကျွန်တော်အခုရောက်နေတာကတောင်တကုံ145ရပ်ကွက်ကအောင်မြင့်မို့လမ်းမကြီးနဲ့ရတနာဘုံလမ်းမကြီးတောက်မှာဖြစ်ပါတယ်။ရောက်ချပေးမဲ့အကွက်လေးကတော့ဒီရတနာဘုံလမ်းမကြီးရဲ့ကြောကတ်ကွက်လေးဖြစ်ပါတယ်။ရတနာဘုံလမ်းမကြီးဟာတောင်တကုံစေကမ်းမြို့နယ်နှစ်ခုကိုဖြတ်တန်းသွားတဲ့ရပ်ကွက်များစွာကိုဖြတ်တန်းပိုင်းခြားပေးထားတဲ့အချစ်ချာကြတဲ့အဓိကမိန်းလမ်းမရှိကြီးတဲ့ဖြစ်ပါတယ်။ဒီရတနာဘုံလမ်းမကြီးဟာအခုချိန်မှာကော့ကရစ်လမ်းခင်းနေပြီဖြစ်တာမို့အလားအလာအရန်ကောင်းနေတဲ့နေရာဖြစ်ပါတယ်။ဒါကျွန်တော်တို့ခုနရက်ခဲ့တဲ့အောင်မြင့်မို့မိန်းလမ်းမကြီးပါကျွန်တော်တို့ရောင်းချမဲ့အကွက်လေးကဒီရတနာဘုံလမ်းမကြီးရဲ့ကြောကတ်ဖြစ်ပြီးတော့ပေစစ်ဆယ်လမ်းနဲ့ဒဲပေါက်တဲ့ရက်ကွက်အတွင်းလမ်းကျယ်ပေါ်ကအကွက်လလလေးဖြစ်ပါတယ်ဒီမြေကွက်လေးဖြစ်ပါတယ်မြင်ရတဲ့အတိုင်းရတနာဘုံလမ်းမကြီးကိုကြောကတ်ထားပြီးတော့ပေစစ်ဆယ်လမ်းမကြီးကိုဒဲပေါက်ထားရဖြစ်ပါတယ်ရက်ကွက်ရဲ့အတွင်းလမ်းကျယ်မှာဖြစ်ပါတယ်မြေပုံပေါ်မှာရောလက်ရှိမြေပြင်မှာရောတော်တော်ကျယ်တဲ့လမ်းပေါ်မှာဖြစ်ပါတယ်ဈေးနှုန်းကတော့3000နဲ့ရောက်ချပေးမှာဖြစ်ပြီးတော့ပါမစ်မြေမျိုးစားဖြစ်ပါတယ်CBOA စစ်ဆေးပြီးတော့သတင်းစာကြော်ညာထည့်ထားပြီးတဲ့ဖြစ်ပါတယ်။မြင်ရတဲ့အတိုင်းမိလန်းမကြီးခင်းပြီးတော့ရက်စစ်မီးတိုင်တွေတွေ့တော့မဲ့လားလာတွေအများကြီးရှိနေတဲ့နေရာလေးဟာဒီဈေးတန်းတွေကအခုချိန်မှာအရန်တန်ပါတယ်။ရင်းနှီးမြှုပ်နှံထားခြင်းသူတွေအတွက်စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ရတနာဘုံလမ်းမကြီးကလည်းကော့ကရစ်လမ်းခင်းနေပြီဖြစ်လို့မကြခင်မှာဆိုင်တွေအိမ်တွေစိတ်ယုံတွေကိုတောင်တွေဝင်လာတော့မှမို့လို့ဈေးတွေတက်လာမဲ့လားလာအများကြီးရှိနေတဲ့နေရာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင်တော့အခုပဲအကျိုးတော်ဆောင်ရှိမှာမယောင်းခင်ကမြဲအောင်ဝယ်ထားလိုက်ပါခင်ဗျာ